ကျမဒီလိုလုပ်လိုက်လို့ရှိရင်စိတ်နှောက်ယှက်မြင်ဖြစ်သွားမလားအလုံးမြင်ပို့သွားမလားဒုက္ခမြင်ပို့သွားမလားဒီလိုမျိုးရင်ရင်ကြေးကြေးစကားသုံးနှုန်းလေးတွေကနေ့စဉ်အလုပ်ခွင်မှာသုံးနေရတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးရင်ရင်ကြေးကြေးစကားလေးတွေကိုတဘာဝကြကြနဲ့ကိုသိပြီးသားစကားလုံးလေးကိုသုံးပြီးတော့ဘယ်လိုပြောလို့ရတယ်ဆိုတာကိုဒီနေ့မျှဝေပေးချင်ပါတယ် put out is a phrasal verb meaning to cause someone trouble or inconvenience or extra effort အဲ့တော့သူများကိုအလုပ်ပို့သွားစေတယ်ဒုက္ခပို့သွားစေတယ်စိတ်နှောက်ယှက်ဖြစ်သွားစေတယ်ဆိုရင် put out ဆိုတဲ့phrasal verb လေးကိုသုံးလို့ရပါတယ်အဲ့တော့ what if put you out ဆိုတဲ့ phrase လေးကတော့ငါဒီလိုလုပ်လိုက်လို့ရှိရင်ဒုက္ခမြတ်ပို့သွားမလားအလုပ်မြတ်ရှုပ်သွားမလားစိတ်နှောက်ယှက်မြတ်ဖြစ်သွားမလားဒီလိုကြီးကြီးကြီးပြောတဲ့ခါမှာသုံးပါတယ် what it put you out what it put you out is usually used in polite requests or apologies when you might be bothering someone ကိုကတယောက်ယောက်ကိုအဲ့လိုမျိုးစိတ်နှောက်ယှက်ဖြစ်စေမယ်အလုပ်ပို့စေမယ်အရာကိုလုပ်တော့မယ်ဆိုရင်ဒီ what it put you out ဆိုတဲ့ရင်ကျေးတဲ့အသုံးနှုန်းလေးကိုသုံးလို့ရပါတယ် for example what it put you out if I arrive a little bit late ကျမနည်းနည်းလောက်နောက်ကျလို့ရှိရင်စိတ်နှောက်ယှက်မြဖြစ်သွားမလားဒါတော့နည်းလောက်နောက်ကျမယ်ဆိုတာကိုရင်ကြီးကြီးလေးပြောတာပေါ့နော်So next, I don't want to put you out, but can you pick me up? ငါနင့်ကိုစိတ်နှောက်ယှက်တော့မဖြစ်စေပါဘူးငါနင့်ကိုအလုပ်တော့မပို့စေချင်ပါဘူးဒါပေမဲ့ငါ့ကိုဝင်ကြိုပေးလို့ရလားဒါလည်းနည်းနည်းဆိုဘယ်လိုပြောမလဲရင်ကျေးတဲ့ပုံစံကိုကြောင့်သူအလုပ်ပို့သွားမှာကိုတောင်းပန်တဲ့ပုံစံနဲ့ပြောတာဖြစ်ပါတယ် To remember this phrase, let's write it with more examples. I will say the sentences first, then you repeat after me. Would it put you out if I called you at a later time? နည်းနည်းနောက်ကျမှဖုန်းပြန်ခေါ်ရင်ဆိုအဆင်ပြေလားဒုက္ခမြန်ပို့သွားလားဒီလိုမျိုးပြောတာဖြစ်ပါတယ် Would it put you out if I stay a little bit longer? ငါနည်းနည်းလောက်ဆက်နေအောင်မယ်ဆိုရင်အလုပ်မြန်ပို့မလားနင်းအတွက်ဒုက္ခမြန်ပို့သွားစေမလား Would it put you out if we postpone the meeting until next week? နောက်ပတ်ကို meeting ကိုရွှေ့လိုက်မယ်ဆိုရင်အဆင်ပြေကြလားဒုက္ခမြန်ပို့သွားလားအလုပ်ပို့ရှုပ်သွားစေလားပေါ့ right Would it put you out if we postpone the meeting until next week Would it put you out if I borrow your car for the afternoon I hope I'm not putting you out by asking for a favor ငါဒီလိုမျိုးအခုညီတောင်းလိုက်တာနေ့အတွက်ဒုက္ခမပို့သွားစေဘူးလို့မျှော်လင့်ပါတယ်ပေါ့နော်ဒုက္ခမပို့သွားပါစေနဲ့လို့ပဲငါမျှော်လင့်မိပါတယ်ဒီလိုပြောတာဖြစ်ပါတယ် Sorry for putting you out but Could you help me move this weekend? နင်ငါအလုပ်ပို့သွားစီတာတော့တောင်းပန်ပါတယ် Sorry for putting you out. Could you help me move this weekend? ငါဒီအပတ်အိမ်ပြောင်းမှာကိုကူညီပေးလို့ရမလားပေါ့ I don't want to put you out, so I will try to manage on my own. အဲ့တော့ငါနင့်ကိုအလုပ်မပို့စေချင်ဒါကြောင့်ငါဘာတင်ငါပဲလုပ်ကြည့်မယ်ပေါ့ငါဘာတင်ငါပဲလုပ်လိုက်ပါမယ်ပေါ့ I hope it doesn't put you out, but I have to cancel our appointment. အဲ့တော့စိတ်နှောက်ယှက်မဖြစ်သွားစေဘူးလို့တော့မျှော်လင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ချိန်ထားတဲ့ appointment လေးကိုတော့ cancel လုပ်ရမယ်ပေါ့ Sorry for putting you out but I forgot your book to bring back ငါနေ့ရက်စာကိုယူလာဖို့မိသွားတယ် Sorry for putting you out နေ့ကိုစိတ်နှောက်ယှက်ဖြစ်စေတဲ့အတွက်ငါတောင်းပန်ပါတယ်ပေါ့ So put out phrasal verb would it put you out a polite expression we use this phrase when we want to be polite because we might be bothering someone